မဆုံခါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဆိုင်ပါဒီနေ့တော့ရှမ်းရိုးကဆဆတစ်ခုဖြစ်တဲ့ငါးမီအုံလေးကိုအိမ်မှာလေးလှုပ်စားပြီးလှုပ်လုံးလေးကိုလာပြီးတော့မှမျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာအရင်ဦးဆုံးဈေးရဝယ်လာတဲ့ပစုံတိသေးလေးတွေရဲ့ငါးတိသေးလေးတွေရဲ့ကိုအမိုက်ကလေးတွေပြောင်းသွားအောင်ရေတိချတက်ဆင်ပြီးတော့မှစီချောပေးထားပါမယ်ခင်ဗျာဒါကတော့ငါးမီအုံထဲမှာထည့်ဖို့အတွက်အစာပလာရပဲဖြစ်ပါတယ်ခင်ဗျာအရင်ဦးဆုံးကျွန်တော်တို့သမွေးနိုင်ငံကိုပပလေးလေးပေးထားပါမယ်ပြီးရင်တော့ခရမ်းကျင်သီးနဲ့ညူရီဆန်ကိုလည်းပပလေးလေးပေးထားပါမယ်ခင်ဗျာပြီးရင်တော့ဂျင်းနဲ့ကြက်သွန်ဖြူကိုလည်းညှက်သွားလေးထောင်ပေးထားပါမယ်ခင်ဗျာပြီးရင်တော့ငါးတဲ့ကိုစားအချိုမုံစနွန်အယွန်နမုတ်ထည့်ပါမယ်ခင်ဗျာပြီးရင်တော့ခဏကထောင်ထားတဲ့ဂျင်းရဲ့ကြက်သွန်ဖြူရဲ့ပြီးတော့ခရမ်းကျင်သီးငရုတ်သီးစိမ်းလေးကိုလည်းထည့်ပါမယ်ခင်ဗျာဒီနေရာမှာကျွန်တော်ပင်စိမ်းလဲထည့်ပါတယ်ခင်ဗျာပင်စိမ်းကိုတော့ကျွန်တော်အပင်လိုက်ပဲထည့်ပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်အပင်လိုက်လေးလိုချင်လို့ပေါ့နော်ပင်စိမ်းကိုပြီးရင်တော့အားလုံးကိုတမတော့အောင်နေပေးထားပါမယ်ခင်ဗျာဒါကတော့ဘဲဖို့ထောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာဘဲဖို့ထောင်းကတော့ရှမ်းငါးမီအောင်မှာအသက်လို့လည်းပြောလို့ရပါတယ်ခင်ဗျာပြီးရင်တော့ငပြောဘက်ကိုလည်းမီလီခင်ပေးထားပါမယ်ခင်ဗျာဒါမှခဏနေကျွန်တော်တို့ငါးလေးတွေထုတ်တဲ့အခါမှာမပြဲမှဖြစ်ပါတယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ငပြောဘက်ကိုနှစ်ထပ်ခံပြီးတော့မှလိုသလောက်ငါးလေးတွေကိုထည့်ပြီးတော့မှထုတ်ပို့နိုင်ပါပြီခင်ဗျာဒီနေရာမှာကိုစားခြင်းတဲ့ပမာဏပေါ့နော်အဲ့တော့ကိုလိုချင်တဲ့ပမာဏလောက်ကိုထည့်ပြီးတော့မှဒီငါးလေးတွေကိုထုတ်နိုင်ပါတယ်ခင်ဗျာပြီးရင်တော့အမိစားกินလို့ရပါပြီခင်ဗျာပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်ငါးမီအုံကတော့အောက်မှာတန်ပြားခံပြီးတော့မှအပေါ်ကနေပြီးတော့မှအလေးတစ်ခုခုနဲ့ဖြည့်ပြီးတော့မှလောက်တာပေါ့နော်ကျွန်တော်ဒီဘက်မှာအဲ့လိုမျိုးမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ညက်လေးနဲ့ပဲမြေအေးလေးနဲ့ပဲတကြားလေးกินပေးလိုက်တယ်ခင်ဗျာနော်အထဲလေးကငါးလေးတွေအကြီးလေးတွေခြောက်သွားအောင်ပေါ့နော်မိနစ်20လောက်กินပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ငပြောဖက်နဲ့မမွေးလေးနဲ့ထမင်းနဲ့တွဲစားရင်အရန်ကိုစားလို့ကောင်းတယ်ရှမ်းရိုးရငါးမီအုံလေးကိုရရှိဖြစ်ပါတယ်ခင်ဗျာကဲအခုဆိုရင်တော့ရှမ်းရိုးရငါးမီအုံလေးကိုလုပ်ပြပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာမလို့စားဘူးတဲ့လူတွေရှင်လည်းလိုက်ပြီးတော့မှလုပ်စားကြည့်ကြပါဦးနော်